အဲ့ဒီနေ့ညကမိခင်ခွေမကြီးဟာသူ့ဆက်နဲ့အပြုတ်အမူတွေလုပ်နေခဲ့တယ်သူ့ရဲ့ကလေးလေးတွေဟာအရန်ကိုဖိုက်စားနေကြပေမဲ့သူကတော့အစာတွေနားကနေကလေးတွေကိုအတင်းတွန်းထုတ်ပြီးအိမ်ထဲကိုပြောင်းဝင်ခိုင်းနေခဲ့တယ်ကလေးတွေအိမ်ထဲရောက်သွားတော့သူဟာအိမ်ရှိပင်ပေါက်နာမှာကနာမငင်လမ်းရှောင်းနေပြီးတစုံတရာကိုတတိပေးနေတယ်လို့မျိုးအပြင်ဘက်ကိုကြည့်ကအဆက်မပြတ်ဟာနေတော့တယ်အိမ်ထဲမှာရှိတဲ့အဖိုးဖြစ်သူနဲ့မီးမလေးဟာအပြင်မှာတစုံတယောက်ရှိနေတာလားဆိုပြီးစဉ်းစားနေတော့မှပဲစပွဲပေါ်ကရေးဖန်ခွက်လေးတွန်းခါလာတာကိုမြင်လိုက်ရတယ်သူတို့နှစ်ယောက်လုံးကြောက်လန့်တကြအေးခဲတော့တဲ့အချိန်မှာပဲပြင်းထန်တဲ့ငလင့်ကြီးကစတင်လောက်ခတ်ပါတော့တယ်မြေကြီးတွေနှိမ့်တုံမြင့်တုံဖြစ်လာပြီးအိမ်ထဲကပရိဘောဂတွေအားလုံးပြုတ်လဲကုန်တယ်အဖိုးဖြစ်သူဟာမြင်းမလေးကိုပွေ့ချီပြီးကာကွယ်ပေးချတော့မှပဲကြီးမားတဲ့ဘီတိုကြီးကသူတို့အပေါ်ကိုပြိုကျသွားပါတော့တယ်ငလင့်ငင်သွားတဲ့အခါသူတို့မီးအဖိုးနှစ်ယောက်ဟာအဖက်အစီးတွေအောင်မှာပိတ်မိနေခဲ့ပြီမိခင်ခွေးမကြီးဟာယူသွားမတက်ဖြစ်သွားပြီးအဖက်အစီးတွေကိုတညလုံးကုတ်ချစ်ဖယ်ရှားနေခဲ့တယ်သူ့ရဲ့ခြေဖွားတွေကနေသွေးတွေထွက်လာတဲ့အထီးပါပဲခွေးပေါက်လေးတွေကလည်းသူတို့အမေနဲ့အတူဝိုင်းကူပြီးကုတ်ချစ်ပေးနေကြတယ်မကြခင်ပါပဲခွေးမကြီးဟာအဝေးကကဲဆဲကြီးအဖွေးတွေရဲ့အတန်ကိုကြားလိုက်ရတယ်သူဟာကိုအသက်ဘဲကိုတောင်မငဲ့ပဲကဲဆဲကြီးသမားတယောက်ရဲ့ခြေထောက်ကိုတွားပြီးဖတ်ထားလိုက်တယ်ကဲဆဲကြီးသမားတွေကအစမှာတော့လမ်းဘေးခွေးတကောင်လိုထင်းခဲ့ပေမဲ့ခွေးမကြီးကသူတို့ရဲ့အင်ဂျီတွေကိုဆွဲပြီးအတင်းခေါ်နေတာကြောင့်တခုခုကိုအကူအညီတောင်းနေမှသူတို့ရိပ်မိသွားကြတယ်ခွေးမကြီးဟာသူတို့ကိုအပြက်အစီးတွေရှိတဲ့နေရာစီခေါ်သွားခဲ့ပြီးကဲဆဲကြီးအခွေကအဖိုးနဲ့မြင်းမလေးကိုအမြန်ဆုံးတူးဖော်ကဲတင်မှတ်တယ်အဖိုးဖြစ်သူရဲ့အခြေအနေကစိုးရင်ရတာကြောင့်ဟယ်လီကော်ပတာနဲ့အရင်ဆုံးတင်ပို့လိုက်ရတယ်မြင်းမလေးကိုခေါ်သွားတဲ့အချိန်မှာသူကငိုယိုပြီးအော်ဟစ်နေတော့တယ်သမီးရဲ့ခွေးလေးကိုဟင်ခွေးလေးကိုလည်းခေါ်သွားပေးပါဒါပေမဲ့တရိတ်ဆန်တွေကိုဟယ်လီကော်ပတာပေါ်တင်ခွင့်မရှိတာကြောင့်ကေဆယ်ကြီးသမားတွေကတိတ်ဆိတ်သွားကြတယ်မြင်းမလေးကိုအတင်းပွေ့ချိပြီးခေါ်သွားတဲ့အခါအောက်မှာကျန်ခဲ့တဲ့ခွေးမကြီးဟာမျောလင့်ခဲ့မဲစွာနဲ့မော့ကြီးနေခဲ့ရတယ်သူ့တခင်လေးကသူ့ကိုစွန့်ပေးသွားပြီလို့ထင်နေရှာမှာပေါ့ဟယ်လီကော်ပတာကျန်တက်သွားတဲ့အခါခွေးမကြီးဟာသူတို့ပြန်လှည့်လာမလားဆိုတဲ့မျောလင့်ချက်လေးနဲ့နောက်ကနေအစွမ်းကုန်လိုက်ပြေးခဲ့ပြီးမြဲဟယ်လီကော်ပတာကြီးကတော့ကောင်းကင်ရန်နဲ့ပျောက်ကွယ်သွားပါတော့တယ်စိတ်ပြအားငယ်စွာပဲခွေးမကြီးဟာပြူပြက်နေတဲ့အိမ်ဟောင်းလေးစီသူ့ကလေးတွေကိုခေါ်ပြီးပြန်လာခဲ့တယ်အခုတော့ဖိုက်စာနေတဲ့ခွေးပေါက်လေးတွေအတွက်အမိုက်ပုံးနေတဲ့လားအစာရှာကျွေးနေရတယ်ဒီနေ့မှာကြီးကန်းတွေကခွေးပေါက်လေးတွေကိုလာရောက်တိုက်ခိုက်တဲ့အခါတန်ရာတွေနဲ့အားနေနေတဲ့ခွေးမကြီးဟာအစွမ်းကုန်ပြန်လဲခုခံရပြန်တယ်မိုးတွေတဲသွန်းစွာရွာသွင်းတဲ့အမောင်ရတွေမှာခွေးမကြီးဟာအေးစင်လာတဲ့အိမ်ပြက်လေးတွေမှာသူ့ကလေးတွေကိုရင်းခွင်းနဲ့ထည့်ပြီးအိမ်မက်တစ်ခုကိုမက်နေအဲ့ဒါကတော့သူအသက်ပေးပြီးကဲလိုက်တဲ့သခင်မလေးဟာဒီနေ့မှာသူ့စီကိုကလန်လာလိမ့်မယ်ဆိုတာပါပဲ